Assalomu alaykum. Tezkor xabarlar tarqadi. Bermada dahshatli yer qimirlashi sodir bo'ldi. Unda 707 balgacha yer qimirlaganligi xabari keldi. Hozir videolarni Basecam'men to'liq sizlarga qo'yib beraman. To'liq videolarni bizning kanalimizda ko'rib, kuzatib borishlaring mumkin va undan tashqari dunyodagi bo'lib o'tayotgan barcha yangiliklarni Basecam'men mana shu kanalda ko'rib o'tsalaring bo'ladi. O'zlaringiz fikrlaringizni izohlarda yozib qoldiringlar va kanalga bittadan like bosib, kanalni qo'llab-quvvatlab turamiz. Hammaga rahmat. Mana bu videolarga ahamiyat beramiz. Bunda yuqori qavatda turadigan bino qulagan va undan tashqari ana shu binoning ustidagi katta bassendagi suv insonlarning ustiga tushib, ana shu insonlarni o'ldirgan. Tepadagi suv, agar katta suv bo'lsa, suvning miqdori ko'p bo'lsa, ana shu suv tepadan pastga to'kilsa, insonlarning ustiga tushib odamlar o'lar ekan. O'limiga sababchi bo'pti. Balki bu suvga qo'shib ana shu bassendagi oyna maxsus ushlab turadigan maxsus bassenda ushlab turadigan narsalar ham insonlarning boshiga tushib o'ltirgandir. Bu haqida hali xabar yo'q. Marhamat, videolarni to'liq ko'rib borsalaring bo'ladi. Mesin nào nhanh nhanh nào. Ồ, rồi chưa nào? Chennai Sanga Mani Lu bám biết là chứ thế mà
ရှင်းပြဆက်ဆက်ကြည့် မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောကြည့်ပါအောင်ဆွေးစင်းနေလိုက်တာတွတ်ပုံကြီးကြာလို့မသိရင် အဲ့တော့ညော်ရပူနေဒါဘေးရောပါ ဒီဘက်တွေပါလာတော့ရှေ့ဖို့ကြောင်းပါအဲ့တော့ချုပ်ထုတ်ပဲပေါ့ ဒါတော့ကဟိုမှာအာပေါ့ ဟဲ့ဟုတ်ပါရဲ့ ဒါတော့ဘေးရောပူနေလို့အဲ့ဒီကဆက်ဆွဲ ဒါအောင်မရမသိမှုရခတ်တော့နော်ရှင်းနေတာတော့ ဒါလည်း 啊，不必的。 69တောင်းဝတိုက်ကြီးလို့ဟာဒီဘာမှမဖြစ်ပါဘူးအဲဒီဒီမှာဒီမှာစတောင်းပြောပြီးဟာအာမလေးအဲ့ဒီဟဲ့မလေးအဲ့လေဘေးနေပြောမှာပဲဟာလေးဟာတော့ပြီဟာဒီနားနေလေမောနေတက်လာတိတ်လာခွာလို့မရကျွန်တော်ဆင်းဖက်ပြီဟောဒီအိမ်ကြီးလို့သွားပြီလူတွေရှိရင်တော့ပြီးပြီဟုတ်အော်ကျွန်တော်တို့ကူလေးနော်မျက်စိတက်မိတ်ပဲနော်အခုလေးထွက်လာကျန်ကျွန်တော်တို့ကန်ကောင်းကကျွန်တော်တို့ကသိလားတိုင်သားမြောင်းနေမကျန်ဟောဒီကျော်ဦးသွားပြီအော်လမ်းမလိုက်တိတ်မကြောက်ဒါကြီးကဒီရှိရမပြတ်တင်တော့ဘူးသိလားဒီဘက်ကဟာရနေတယ်ဒီကောင်ကြီးကကမ်းမသိဟိုဘက်ကုန်းနဲ့ယုံကြည်တက်သွားပြီဟမ်ကုန်းမှတက်သွားပြီဟာအော်တော်ကျဲတာကျငလေးကြီးဟာဒီမှာကျွန်တော်3မိန်းတော့နော်မောက်ပြီးထင်တာကျဦးလေးရှိမဆိုင်အာကုန်းပြိုလာကြီးတစ်ပြိုလုံးပြိုလာအောင်မေးရတပိတ်နေတိုက်ခဲ့တဲ့ကြောင့်ဦးလေးလောနဲ့ပြေးနေကြကိုကကန်ကောင်းလေးတွေကကြက်လို့ပါနော်ဟုတ်တယ်ဒီဓာကြီးကအနေကြီးရကျန်ကန်ကောင်းကကျွန်တော်တို့နည်းနည်းလေးပဲကျန်ခုနအစာဦးရှိနေတာမှမရက်တင်တော့ဘူးလားခုနအစာဦးကြီးကငိုင်းနေပြိုသွားတော့ပြီးပါပေါ့အော်ကျွန်တော်တို့ကြာလာတယ်ကျွန်တော်လာနားလေးတွေရကျွန်တော်ကန်ကောင်းတော့ရဒါရောကုန်တော့မင်းစက္ကန့်ပိုင်းလေးပဲနော်ကျွန်တော်လွတ်တော့ဟာဆေးရုံကလာတော့မတင်နဲ့ဗျာအဲထဲမှာပြည့်ရဲ့လူတွေအဲထဲမှာပြည့်နေရဲ့ဟာအကုန်ထိကြရအကုန်တိုင်းညက်တွေနဲ့အာဒီရုပ်လိမ့်ပြီဟာဒါလည်းကောင်းကောင်းလေးရောကျွန်တော်ခုနဝေးထုတ်တဲ့တိုင်ခေးလေးထုတ်တာပဲလားမအဲ့ပဲကိုကြောခဲ့
အပြူကဟောခုနကဟိုဟာလေးပြီးနေနေအာဒီထဲမှာရဟိုတစ်မျိုးလုံးဖြစ်သွားတာကျွန်တော်တို့စောက်ဘူးတော့ဘာဖြစ်သွားလဲအိမ်မှာအဆင်ပြေကြရလားဖုန်းတွေလည်းမလာတော့ဘိုးဘေပြိုဘိုးဘေတော့မပြိုတော့ဘူးနော်ဘိုးဘေပြိုနေအောင်ပဲတတိယတော့ကိုအကုန်လုံးရိုးရက်ခက်ဖြည်းဖြည်းသွားပါရဲ့ကျွန်တော်တို့ကန္နာဘက်ကလွတ်သွားရင်ကောင်းမလားမသိဘူးပေးစမ်းစမ်းဝင်ပါဘိုးဟိုဝင်ဖို့မလွယ်တော့ဘူးမှာမြေတွေပါပြိုနေတာကျွန်တော်တို့ကန္နာကသွားရင်ကောင်းမတင်ကန္နာမှာစောက်ဦးနေတယ်ဦးလေးညာဘက်ကတက်ညာဘက်ကတက်ဘယ်မလိုက်နဲ့ညာကက်ပြောင်းစီပါလပါခေါင်းတိုက်ကြီးပြောရင်ဘယ်လိုလုပ်မလဲဒီပါလားနားပါရကွာတိတ်ပြီ走啊往这边走啊我没有走啊不要乱走不要走你到我这里来အားလုံးကငါလေးလှုပ်နေတာမန်းလေးမှာငလေးကမပြီးသေးဘူးနော်ငလေးကမပြီးသေးဘူးကြံသေးတယ်ဒီနေရာကောင်းတယ်တိုက်တုံးကြိုက်တောင်းတော့ဒီနေရာလွတ်တယ်ဟုတ်တယ်ငလေးကလည်းထက်လို့ရင်တော့ပြုံပါသီလားပြုံမဲနေတာခုနကဒီကောင်နှဲ့ထားပြီးသွားပြီ28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဗမ်းပြီးဒါရရဘူးလေးအေးဟုတ်ပြီတိုက်ကြီးဝိုင်းတော့တိုက်ကြီးကမူးတော့အော်ပြေးလို့ပြေးလိုက်ဝင်းနေကြောက်မယုံရောက်လေအဲကြောက်ရမယုံရောက်ကြောက်ရတာလုံးကြောက်就老要死我了。ပြောပါလို့ပြတာပြောပါလို့ပြကြပါနော်ဒီလောင်ကိုတက်တီကိုပြီးရတွဲတာနော်ဟောသူ့ပြီးရောဒီလိုနိုင်လို့ကနော်နိုင်ကြတယ်နော်ဟုတ်တယ်